Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကြော်ဆိုပိုင်းကိုဂုံပြောတဲ့အနေနဲ့ကျွန်တော်တို့ကြော်ဆိုပိုင်းအကြောင်းကိုနည်းနည်းပြန်ပြောကြည့်ကြရအောင်ဒီချိန်မှာကဘာအရေးရမရှိနေတဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားများတစ်ချိန်ထဲတစ်နေ့ထဲပြောရတဲ့နေ့ဆိုတာဒီနေ့ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဟိုအရင်တုန်းကကျွန်တော်တို့ပြောခဲ့တာလည်းရှိမယ်အဲ့ဒါပေမဲ့ဒီလိုဒီနေ့လူမျိုးကျွန်တော်တို့မြန်မာပြည်သူပြည်သားများတစ်နေ့တည်းအကုန်လုံးပြောရတယ်ဆိုတာတိတ်ပြီးရှိမှမဟုတ်ဘူးထင်တယ်ဒါဒီနေ့တော့ကျွန်တော်တို့ဘယ်တော့မှမမေ့နိုင်တဲ့netဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်တို့ကြော်ဆိုပိုင်းကဘာတမိုင်းရီခဲ့ရတယ်ဆိုတာကျွန်တော်တို့ပြန်ကြည့်ကြရအောင် UFC တမိုင်းမှာဒူဘိုင်ရီခဲ့ရတယ်ကျွန်တော်တို့မြန်မာပြည်အတွက်ဘာတမိုင်းရီထားခဲ့ရတယ်ကျွန်တော်တို့ကြော်ဆိုပိုင်းကဘာဆိုင်တဲ့နဲ့ UFC ကိုရောက်ခဲ့ရတယ် UFC သူထိုးတော့ကဘလိုမျိုးချစ်စိတ်ရှိတာလဲဆိုတာကိုလည်းကျွန်တော်တို့ကြည့်ကြရအောင်ပထမဆုံးမှာကျွန်တော်တို့ကြော်ဆိုပိုင်းကသူကချန်ပီယံဖြစ်မယ်ဆိုပြီးတော့သူကကိုယ့်ကို confident အမြဲတမ်းရှိတယ်ပြီးတော့သူကကျွန်တော်ချန်ပီယံဖြစ်မယ်ဆိုရင်ကျွန်တော်ပြည်သူအတွက်ကျွန်တော်နိုင်ငံအတွက်ကျွန်တော်နိုင်ငံကိုတခြားနိုင်ငံတွေကတကမ္ဘာလုံးကတီးအောင်ဆိုပြီးတော့သူကအဆအရာနဲ့သူကျူးစားတယ်သူတို့တီးအောင်သူကဖောက်ပြတယ်သူကအဲ့လိုမျိုး UFC သူ UFC မှာထူတိုင်းမြန်မာအလိုင်းကိုမရအောင်တေဆောင်တယ်ပြီးတော့သူရဲ့မြန်မာပြည်သက်ဖန်တွေကိုတခုအများအားပြောတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူကမြန်မာပြည်ကိုချစ်လွန်းလို့ကျွန်တော်တို့မြန်မာပြည်ကိုသူကမျက်နှိုးလို့မြန်မာပြည်ကိုသူကချစ်လွန်းလို့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုကြော်ဆိုပိုင်းကဘာရီထားခဲ့တယ်ကျွန်တော်တို့ UFC မှာကျွန်တော်တို့မြန်မာ fighter ပထမဆုံး fighter ဖြစ်ပါတယ်ကျွန်တော်တို့အရင်တုန်းကလည်းကျွန်တော်တို့မြန်မာ fighter တယောက်မှ UFC မှာမထူးခဲ့ဘူးဒီကြော်ဆိုပိုင်းကသူကပထမဆုံးပဲပြီးတော့ UFC history မှာလည်းသူကတမိုင်းရီခဲ့တယ် UFC history မှာအသက်အငယ်ဆုံးချန်ပီယံကချွန်ကျုံ the second ကဒုတိယကကျွန်တော်တို့ကြော်ဆိုပိုင်းပြီးတော့2000ကနဲ့မွေးဖွားလာတဲ့ချန်ပီယံတယောက်ကတော့ကြော်ဆိုပိုင်းပထမဆုံးပြီးတော့တတိယအနေနဲ့ကျွန်တော်တို့ Asian male မှာဆိုတော့ချန်ပီယံပထမဆုံးပြန်ဖြစ်တယ်အခုကြော်ဆိုပိုင်းချန်ပီယံဖြစ်တော့ကျွန်တော်တို့မြန်မာပဲမဟုတ်တော့ဘူးကျွန်တော်တို့ Asian နိုင်ငံတွေကအကုန်လုံးကိုသူကိုဂုဏ်ယူတယ်သူကို congratulation လုပ်တယ်သူကိုဘယ်လိုချီးကျူးစကားပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Asian UFC တမန်တစ်ချုပ်လုံးမှာကျွန်တော်တို့ Asian male တွေကချန်ပီယံတစ်ခါမှမရဘူး female ဆိုတော့ကျွန်တော်တို့တယောက်မှက strawweight ချန်ပီယံရခဲ့တယ်ဒါပေမဲ့ male မှာဆိုတော့အခုကြော်ဆိုပိုင်းကပထမအဲ့ဒါကြောင့်ကြော်ဆိုပိုင်းကကျွန်တော်တို့မြန်မာပြည်သူပြည်သားများအတွက်ကျွန်တော်တို့မြန်မာအတွက်ကိုသူကအမြဲတမ်းလှုပ်ဆောင်တယ်သူတို့ရှုံးတယ်ဆိုရင်တော့သူတို့ဘေးမရှုံးတော့ဘူးသူတို့နိုင်ငံတော်ရှုံးတယ်အဲ့လိုမျိုးခံစားကြတယ်အဲ့ဒါကြောင့်သူမရှုံးရှင်ကြဘူးအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာ fighter တွေသူတို့တက်ခါတလေရှုံးရင်လေသူတို့ကိုမဝေဖန်ပါနဲ့သူတို့ကိုအားပေးကြရအောင်အဲ့ဒါကြော်ဆိုပိုင်းပြောတော့မဟုတ်ဘူးကျွန်တော်တို့ fighter အားလုံးကိုသူတို့ရှုံးရင်လည်းအားပေးကြရအောင်ပြီးတော့ကျွန်တော်တို့ကြော်ဆိုပိုင်းကအခု UFC မှာချန်ပီယံဖြစ်သွားပြီဆိုတော့အခု interview မှာလည်း UFC ဒနာဝေက UFC မြန်မာအကြောင်းကိုလည်းပြောသွားပြီပြီးတော့ဘသူမဆိုမြန်မာဆိုတော့သူတို့နားနေသွားပြီကြော်ဆိုပိုင်းကဘေးကလည်းကြော်ဆိုပိုင်းကမြန်မာလို့မြန်မာဆိုတာပြင်ပါလေသူတို့တိကြပြီအဲ့ဒါကြောင့်ကျွန်တော်တို့ကြော်ဆိုပိုင်းကိုလေးစားပြီးအားပေးကြရအောင်ကျွန်တော်တို့ fighter တွေကိုကြော်ဆိုပိုင်းပဲမဟုတ်ဘူးကျွန်တော် online ဖြစ်ပါစေကျွန်တော်တို့ one champion ကျွန်တော်တို့မြန်မာ fighter တွေကိုလည်းအားပေးကြရအောင်
သူတို့အဲ့ဒါနဲ့သူတို့လည်းသူတို့ထူတဲ့အချိန်မှာသူတို့အားရှိမယ်သူတို့ဂျူးစားစင်စိတ်ရှိမယ်သူတို့တခုခုမြန်မာပြည်အတွက်သူတို့လှုပ်ရှင်စိတ်ပူရှိမယ်အဲ့ဒါကိုကျွန်တော်တို့ပြိတ္တအကြောင်းကျွန်တော်တို့ပြိတ္တကသူတို့ကိုအားပေးတဲ့ရင်သူတို့တကယ်ဂျူးစားမယ်သူတို့လှုပ်ရှင်တာကိုအကုန်လုံးပြည်သူပြည်သားအတွက်မြန်မာပြည်အတွက်သူတို့လှုပ်ရှင်ပါကျွန်တော်ကြောဆိုပန်ဆိုရင်တော့သူကမရရအောင်ဘာမှစကားပြောတယ်မရရအောင်မြန်မာပြည်အတွက်သူကတက်ဘာလုံးတီးအောင်အမြဲတမ်းဖွင့်ပြောတယ်သူကအင်တာဗျူးမှာဆိုရင်တော့သူအမြဲတမ်းဖွင့်ပြောတယ်သူရဲ့ word song မှာဆိုရင်တော့သူရဲ့ word ဆမ်းဟာလေသူကမြန်မာအလိုင်းကိုထည့်ထားတယ်သူမြန်မာအလိုင်းကိုလည်းအမြဲတမ်းခြုံထားတယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒါမြန်မာအလိုင်းကိုလှလွန်းလို့မဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံပါကျွန်တော်တို့မြန်မာနိုင်ငံပါဆိုပြီးတော့မြန်မာနိုင်ငံကိုသူတို့ကမ္ဘာအလေးမှာချပြချင်လို့ဘယ်လိုမျိုးလုပ်တာအဲ့ဒါကြောင့်ကျွန်တော်တို့ကြောဆိုပိုင်းကိုကျွန်တော်တို့အခုချန်ပီယံဖြစ်ပြီးအခုချန်ပီယံကကွယ်ပွဲလက်ထူအောင်မယ်အဲ့ဒီချိန်မှာလေကျွန်တော်တို့တကယ်အားပေးကြရအောင်ပြီးတော့ဘန်ဒိုဂျာနဲ့ဒီမနက်သူတို့ထူရုံကကျွန်တော်ကတော်စိတ်ပူတာကဘန်ဒိုဂျာကလက်ကျူတယ်လက်ကျူတဲ့ချိန်မှာကျွန်တော်က no content ဖြစ်မလားဆိုပြီးတော့အဲ့ဒါမဖြစ်တော့တင်မှုတာကျွန်တော်စိတ်ပူလို့ no content ဖြစ်ပြီးတော့သူတို့အဲ့ပွဲကိုအဲ့လိုဖြစ်မှာလားဆိုပြီးတော့ကျွန်တော်အရန်ဆူနေတယ်ဒါပေမဲ့ကြောဆိုပိုင်းကိုကြည့်ခေါ်ပေးတယ်အဲ့ဒါပေးတင်တယ်အဲ့ဒါကြောင့်ကြောဆိုပိုင်းသူတို့ထူရုံကကျွန်တော်တအားစိတ်ပူတဲ့ဘန်ဒိုဂျာကထိုက်စဖွင့်တယ် low kick တကိုင်းတယ်ပြန်ကိုင်းတယ်ပြီးတော့သူတို့ click ဝင်တယ်ပြီးတော့ကြောဆိုပိုင်းကသူ့ရဲ့ click ကိုဆွဲထုတ်ပြီးတော့တွန်းဒီလိုတစ်ခါတွန်းတယ်ပြန်တယ်သူတို့ပြန်ထူတယ်အဲ့ဒီချိန်မှာဘန်ဒိုဂျာက high kick ကန်တယ်အဲ့ဒီသူ high kick ကန်တဲ့ကိုကြောဆိုပိုင်းကသူ high kick ကန်တဲ့ကိုနဲ့အဲ့စစ်တော့ခံပေးတယ်အဲ့တော့ခံပေးသူ့ရဲ့စစ်ထုတ်ကိုဒီလိုခံပြီးတော့ဒီလိုတွန်းပလိုက်တယ်အဲ့ဒီချိန်မှာသူဘန်ဒိုဂျာကလေးပြီးတော့သူ့ရဲ့လက်ကို jumping ပေါ်မှာဒီလိုထုတ်ပြီးတော့အဲ့ဒီချိန်မှာသူကဒါဝဲကတော့သူအမှုမဟုတ်ဘူးတဲ့ဆောတာတဲ့ပခုံးတဲ့ဒါဝဲကတော့ကျွန်တော်မသိဘူးအဲ့ဒါကျွန်တော်အဘူလို့ထင်တယ်ကျွန်တော်အဲ့ဒါအဘူတရောင်လို့ထင်တယ်ကျွန်တော်ကအဲ့ဒါဘာလဲဆိုတာအခု region ဘာမှမရှိသေးဘူးသူတော့ဆက်စုံပြပြီးတော့ဒေါက်တာတွေဘာပြောရတယ်ဆိုတာကျွန်တော်တို့တရင်ပြန်ကြရမှာပါအဲ့တော့ကျွန်တော်တို့ဂျော်ဆိုဝင်ကဒီနဲ့ကနေစပြီးတော့ UFC flyweight champion ဖြစ်တော့ပြီကျွန်တော်အဲ့ဒီ flyweight champion တစ်ဆိုတာဘာတူလဲကျွန်တော်မြန်မာလူမျိုးဆိုတာကျွန်တော်တို့တကယ်ကုံပြောရမယ်တကယ်ကုံယူရမယ် champion ဆိုတာကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့မြန်မာပြည်သူပြည်သားလေကျွန်တော်တို့မြန်မာလေကဘာမှာမဟုတ်တဲ့နိုင်ငံမဟုတ်တော့ဘူးကျွန်တော်တို့မြန်မာ UFC လိုမျိုးနာမည်ကျော် promotion MMA promotion မှာအကြီးဆုံး UFC လိုမျိုးမှာကျွန်တော်တို့မြန်မာလူမျိုးကျွန်တော်တို့ champion ဖြစ်သွားပြီဆိုတာကိုကျွန်တော်တို့ဒီမှာပျော်ရွှင်နဲ့ကျွန်တော်တို့နေကြရအောင်ဆိုတာကိုကျွန်တော်တို့ဒီနေ့ပြောချင်ပါတယ် See you next video